ကဲခုခေတ်ကြီးမှာကျွန်တော်တို့ခြံကြဲပေကောင်းကောင်းရေမီးပါဖို့ဆိုတာခြံနေမှာပေါ့နည်းနည်းရှားသွားပြီပေါ့ဗျနော်ပြီးတော့ဒီလမ်းကောင်းတဲ့နေရာပါတယ်ကျွန်တော်တို့အဲ့လိုမျိုးလေးပေါ့လေဈေးတန်းလည်းတစ်ဆောင်အောက်လေးနဲ့လိုချင်တယ်ဆိုရင်ကျွန်တော်ဒီခြံလေးနဲ့မိတ်ဆက်ပေးမယ်နော်ဒီခြံလေးကကျွန်တော်တို့ဘိန်း905ပဲရေမီးပါမယ်ပေကတော့80 60ဒီဘက်တစ်ဖက်ကတော့90ပြီးတော့လမ်းတောင်းကွက်ဖြစ်သွားဒီလို OY လေးကကျတော့ဒီဘက်နည်းနည်းတော့ယော့သွားတယ်နော်ဒါလမ်းမီတင်လေးဖြစ်မယ်နေရာလည်းကောင်းတယ်နော်အလှည့်လေးကလည်းကျွန်တော်တို့တောင်လှည့်လေးကိုလှည့်ထားဖြစ်တယ်ဗျနော်တောင်လှည့်ပေါ့နော်တောင်လှည့်အရှိလှည့်ဒီဘက်ကတော့အရှိလှည့်ဖြစ်မှာပေါ့လေနော်ဒါအရှိလှည့်လမ်းတောင်းကွက်ဆိုတော့လေနော်ပတ်ဝန်းကျင်မှာဆိုလဲကျွန်တော်တို့အိမ်ကြီးပါညာရှိပြီးပါဖြစ်မယ်နော်ဒီမှာအေးချမ်းလေးပေါ့နော်ဒါလေးကဘိန်း950ပေကတော့ခုနကျွန်တော်ပြောလို့ပဲဒီဘက်လမ်းမီတင်ပေါ့နော်ဒါလမ်းမှာမီတင်လမ်းမီတင်ကတော့ကျွန်တော်တို့ပြီး80ဒီဘက်ဘီတစ်ဖက်ကတော့90ဟိုဘက်တစ်ဖက်က60ရေမီးပါမယ်နော်ဒီမှာရေတွင်းလေးလည်းပါမယ်မီတာလေးလည်းပါမယ်မီတာလေးကဟိုထောင်နာမှာကတ်ထားတာနော်မမြင်အောင်ဖြစ်နေနော်ဟုတ်ကဲ့ပါဒီ channel လေးဒီနေရာတော့ကျွန်တော်တို့ဒါပြေးဦးလိုမျိုးပွဲကောင်းမှတည်ရှိပါတယ်နော်ကျွန်တော်ကဲဖိတ်ဝင်ပါရင်ကျွန်တော်ခြေဒီမျိုးတို့အင်ချန်မျိုးကိုဖက်ပွဲဖုန်ဖန်ဝယ်ယူနိုင်ပါတယ်အားလုံးကျေးဇူးပါခင်ဗျာ